မင်္ဂလာပါခင်ဗျာကျွန်တော်ဂျပန်စာမလုပ်ဖြစ်တာတော်တော်ကြာပါပြီအဲဒါကြောင့်မလို့ခုကနေစာပြီးစာပြန်လုပ်တော့မှမလို့ကျွန်တော်နဲ့အတူတူစာလုပ်ချင်တဲ့သူများရှိရင်အားလုံးကိုဖိတ်ခေါ်ပါရစေဂျပန်စာမှာခန်းကြီးကိုမှတ်ရခက်လို့ခန်းကြီးကိုဘယ်လိုမှတ်မလဲလွယ်လာမိကြတဲ့သူတွေကိုကျွန်တော်ရင်ကမှတ်သားခဲ့တဲ့နည်းလေးကိုအားလုံးကိုပြန်မျှဝေပေးပါမယ်အထောက်အကူဖြစ်စေခြင်းနဲ့စိတ်လေးနဲ့လုပ်ပေးတာမလို့အမှားပိုင်းနားလည်းပေးကြပါခင်ဗျာဒီနေ့စလုံးလေးနဲ့ငယ်နဲ့ကျွန်တော်အရင်ကဘယ်လိုမှတ်သားခဲ့လဲဆိုတာကိုပြပေးပါမယ်ဒီခန်းကြီးလေးကတော့ရာဘူးလေးလူခန်းကြီးပါရာဘူးလေးလူခန်းကြီးကတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါဒီခန်းကြီးလေးကိုကျွန်တော်ကဘယ်လိုခွဲမှတ်လဲဆိုတော့ဒီမှာတစ်ခုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရာဘူးလေးလူပါဒါပေမဲ့လို့ကျွန်တော်ကဒီအောင်နှစ်ခုခွဲလိုက်တယ်ဗျဘယ်လိုခွဲလဲဆိုတော့ဒီရှိကဒီကောင်လေးကဒါကကျွန်တော်က ishi လို့မှတ်လိုက်တယ်ဒီနောက်ကဟာကကျတော့ခါဝါပေါ့နှစ်ခုပေါင်းလိုက်တော့ရာဘူးလေးဖြစ်ပေမဲ့ကျွန်တော်ကအဲ့နှစ်ခုကို ishi နဲ့ခါဝါဘယ်လိုမှတ်လဲဆိုတော့ကြောက်တုံးတွေကအရေကုန်ပေါ့အရေကုန်ခေါ်မလားအခါဝါဆိုတော့အရေကုန်ပဲခေါ်မှာနော်အခုံပဲခေါ်မှာပေါ့အခုံနဲ့တွေ့လို့ရှိရင်ကြောက်တုံးကမာတဲ့ຢာဖြစ်တဲ့အတွက်အခုံတွေကစုပ်ပြေးသွားပြီပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးလေးမှတ်ပါတယ်ဆိုတော့ရာဘူးလေးတစ်ခန်းကြီးကဘယ်လိုမျိုးလဲဆိုတော့ကိုအတွေးထဲမှာအုံနောက်ထဲမှာမမှတ်မိဆိုလို့ရှိရင်ဒီမှာကြောက်တုံးလေးကအခွန်နဲ့ခေါင်းနဲ့အခွန်နဲ့တွေ့သွားလို့စုပြေသွားတယ်ပေါ့ကျွန်တော်ကအဲ့လိုမျိုးလေးမှတ်ရပါတယ်โอเคဒီတစ်လုံးကိုဒီလိုလေးမှတ်မယ်ဆိုရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ဆိုတော့ဒုတိယတစ်လုံးကိုကျွန်တော်ထပ်ပြီးတော့လုပ်ပြပေးပါမယ်ဒီတဲလူခန်းကြီးလေးကိုကျွန်တော်ကဘယ်လိုမှတ်လဲဆိုရင်ဒီကောင်ကိုလည်းနှစ်ခုခွဲပါတယ်သုံးခုခွဲလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ကနှစ်ခုပဲခွဲလိုက်တယ်ဆိုတော့နှစ်ခုကိုဘယ်လိုခွဲလဲဆိုတော့အရှိကခန်းကြီးလေးကိုကျတော့သူဂျပန်လို့ဆိုရင်တော့တေဟန်ပေါ့နော်ကျွန်တော်ကတေဟန်ကိုကျွန်တော်အလွယ်လက်ခန်းကြီးလို့မှတ်လိုက်မယ်ဗျာလက်ခန်းကြီးလို့မှတ်ပြီးတော့ဒီနောက်ကဟာကြီးတက်ကျတော့ဒီမှာသူအမိုးလေးနဲ့ဗျာအမိုးလေးအောက်မှာကဒါမြေကြီးခန်းကြီးကိုမှနှစ်ခုပေါင်းပြီးတော့ဒီအောက်ကဒါပါဇက်လေးကိုကျွန်တော်ကဘယ်လိုမှတ်လဲဆိုတော့ပမာအိမ်အမိုးလေးနဲ့ဗျာအိမ်မြေကြီးပေါ်မှာအိမ်ဆောက်တယ်ပေါ့မြေကြီးပေါ်မှာအိမ်ဆောက်တယ်အောက်ကဟာကျတော့ပါဇက်ကိုကျွန်တော်ကဝင်ပေါက်လို့သတ်မှတ်လိုက်တယ်ဝင်းပေါ့နော်ဝင်းအဝင်ပေါ့နော်ခြံစည်းရုပ်အဝင်အပေါက်လို့သတ်မှတ်လိုက်တယ်အဝင်လို့သတ်မှတ်ပြီးတော့ဒီကောင်ဘယ်လိုမှတ်လိုက်လဲဆိုတော့ခြံထဲမှာဗျာကျွန်တော်တို့မထိခိုက်မိအောင်လို့ကျွန်တော်တို့ကဒီကောင်ကိုသူ့ရဲ့ဒီခန်းကြီးဒီကောင်လေးတစ်ခုကိုဘယ်လိုခေါ်လဲဆိုတော့ရှာလို့ခေါ်တယ်ရှာလို့ခေါ်တာကိုကျွန်တော်တို့ကထိမိခိုက်မိရှာမိမှာစီလို့အမိုက်တွေပါတယ်ကိုထိမိခိုက်မိတာတွေကျွန်တော်လှက်ပြင်မယ်ဆိုပြီးတော့ကျွန်တော်ကအဲ့လိုလွှဲမှတ်လိုက်တယ်ဆိုတော့နှစ်ခုပေါင်း